ညာလောကမှာထူးထူးခြားခြားပုံစံနဲ့ကျင်းပခဲ့လို့လူပြောများနေတဲ့ကိုရွှေမန်းရဲ့မင်္ဂလာပွဲအခုရက်ပိုင်းနဲ့ထူးထူးခြားခြားကျင်းပခဲ့တဲ့မင်္ဂလာပွဲတစ်ပွဲရှိပါတယ်။အဲဒါကတော့မြမရုပ်ရှင်လောကရဲ့ဩဇာအကြီးဆုံးရုပ်ရှင်ထုတ်လုပ်သူကိုရွှေမန်းခေါ်ဝေမင်းမောင်နဲ့သူချစ်သူဒေါက်တာဖူးပွင့်ခိုင်တို့ရဲ့မင်္ဂလာဧည့်ခံပွဲကြီးပါပဲ။ဒီပွဲကိုမြမရုပ်ရှင်လောကတစ်ခုလုံးကထိပ်တန်းစူပါစတာမင်းသားမင်းသမီးတွေကစားအနုပညာရှင်ပေါင်းမြောက်များစွာကတက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြတာပါ။ကိုရွှေမန်းဟာအနုပညာရှင်တွေကိုအကူအညီလိုအပ်ရင်အမြဲကူညီပေးတတ်ပြီးလူတိုင်းနဲ့ဆက်ဆံရေးကောင်းမလို့အနုပညာရှင်တွေကလေးစားကြတာဖြစ်ပါတယ်။ကိုရွှေမန်းရဲ့မင်္ဂလာပွဲမှာအထူးခြားဆုံးကမင်္ဂလာညစာစားပွဲပါ။တခြားပွဲတွေလိုတချင်းဆိုကိတ်ခွဲတာထက်သူ့ကိုချစ်ကြတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေအားလုံးကသူ့ကိုအမှတ်တရနာမည်ကြီးရုပ်ရှင်တွေကိုဟာတာလုပ်တဲ့ဗီဒီယိုလေးတွေမှာကိုယ်တိုင်သရုပ်ဆောင်ရိုက်ကူးပြီးပြသချင်တာပါ။နာမည်ကြီးစကားကြီးတွေကစုံဝင်ခံတွေကိုကိုရွှေမန်းကိုစာနောက်ပြီးရိုက်ထားတာမဟုတ်ပွဲတန်လာတဲ့ဧည့်သည်တွေရောတတူသားတတူသမီးပါအားလုံးတဝဝတဟဟာနဲ့ပွဲကြခဲ့ရပါတယ်။ဒါကြောင့်ကိုရွှေမန်းရဲ့မင်္ဂလာပွဲဟာအနုပညာရှင်တွေရဲ့စစ်မှန်တဲ့ရှင်နေမှုပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့တကယ့်ကိုပျော်စရာအကောင်းဆုံးမင်္ဂလာပွဲတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောကိုရွှေမန်းရဲ့ဒီလိုထူးခြားတဲ့မင်္ဂလာပွဲကြီးကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။